ဒီတို့ဒီလေကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားသည်ဟုသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂရိတော်နှင့်ရှင်သောတန်ရှင်းသောဝိညာဉ်တော်၏တစိတ်ခတ်ခြင်းကိုခံရကြပြီတဲ့ဧဝံဂေလိတရားသည်ဟုသောတမန်တရားအဲ့ဒါကဘာလဲသခင်ယေရှုခရစ်သည်ဖခင်ဖြစ်တယ်နော်ကျွန်တော်တို့ကိုယ်စားလာရောက်ပြီးတော့ကားတိုင်ထက်မှာတိုးတငယ်ဖြစ်နေအပြစ်ကြွေးဆက်ပြီးတော့ကျွန်တော်တို့ရဲ့အပြစ်ကြွေးချိန်သားတွေအားလုံးဖြည့်ရှင်းပြီးတော့ကျွန်တော်ငရဲသွားရမယ့်ဘဝတွေကိုကယ်တင်ပြီးတော့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကတမန်တရားဧဝံဂေလိတရားဖြစ်တယ်ဥပမာလေးပေးရမယ်ဆိုရင်ကျွန်တော်တို့ဆိုင်မှာဈေးသွားဝယ်တယ်အဲ့တော့ပတ်စံပေးပြီးတော့မှကျွန်တော်တို့ကိုပေးပြီးသွားပြီဖြစ်ကြောင်း fake ဆိုတဲ့စိတ်တုံးလေးကိုထုပေးလိုက်တယ်ဒီလိုပဲကျွန်တော်တို့ရဲ့အပြစ်သားတွေကိုယ့်ဘောက်ကိုကျွန်တော်တို့အပြစ်ကြွေးမဆက်နိုင်ကုသိုလ်တပဲငရဲတပိတ်တာဘလို့မှမလွတ်မြောက်နိုင်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကကျွန်တော်တို့မဆက်နိုင်တဲ့အကျွေးတွေအပြစ်ကြွေးတွေကိုသခင်ယေရှုကလာပြီးတော့ကိုးစားခံပြီးတော့ဆက်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာသခင်ခရစ်တော်ကပေးပြီးသွားပြီဟောကိုးစားဝယ်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကိုတစိတ်တုံးလေးတစ်ခုထုပေးလိုက်တယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းအဲ့ဒီမှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုရင်သခင်ယေရှုအသွေးနဲ့ဝယ်ယူထားသောသူတွေဖြစ်တယ်သခင်ယေရှုကအပြစ်ကြွေးအားလုံးကိုဆက်ပေးပြီးဖြစ်တယ်ကျွန်တော်မဆက်နိုင်တဲ့အကျွေးကိုဆက်ပေးတဲ့ဖြစ်တဲ့အတွက်သခင်ယေရှုကကျွန်တော်တို့ကိုပိုင်သွားတယ်အဲ့တော့သခင်ယေရှုကတစိတ်ခတ်လိုက်တယ်ဒါဟာဖျားပိုင်တော်သူဖြစ်တယ်ဖျားရဲ့တစိတ်ခတ်ခြင်းကိုခံရတော်သူတွေဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်